မင်းမှာကဘာပြက်ကရဲ့ order အသစ်တစ်ခုရှိတယ်ကျေးဇူးပြုပြီးအချိန်မီပို့ဆောင်ပေးပါဖုတ်ကောင်နိုင်ရောက်လာဖို့လေမိနစ်နဲ့59စက္ကန့်ပဲလို့တော့တယ်မျိုးကြီးတစ်မျိုးလုံးယူသွမှုတဲ့ကြောက်ရောက်နေတဲ့အချိန်မှာကျွန်တော်ရဲ့ပို့ဆောင်ရေးတစ်တာထဲမှာတော့နောက်ဆုံး order တစ်ခုကြက်ရှိနေသေးတယ်ကျွန်တော်နာမည်ကမင်းချွန်းတာမန်ပို့ဆောင်ရေးသမားတစ်ယောက်ပါပုံမှန်ဆိုရင်အစိုးရဆုံးကအချိန်နောက်ကျလို့အစိုးမြင်မဲ့ချက် review အပေးခံရမှာပဲဒီညရောက်တဲ့အထိပေါ့လူတွေကတခြားလူတွေကိုကိုက်စားတဲ့တားရဲတိရစ္ဆာန်တွေဖြစ်ပြောင်းလဲသွားတာကိုကျွန်တော်ကိုယ်တိုင်မြင်ခဲ့ရတယ်တထေးကြီးနံပါတ်52 order အဆင်သင့်ဖြစ်ပြီလားနောက်ထပ်2မိနစ်3မိနစ်လောက်စောင့်ပါဦးညီလေးရာမိဖို့ကြောင့်ထဲမှာ order တွေပုံနေလို့ပါနေရာတစ်ခုမှာခဏထိုင်ဆောင်လိုက်ပါဦးတော်သေးတာပေါ့ဒီနောက်ဆုံး order ကတိတ်မလို့ဒါကြောင့်မဲထိုင်ပြီးခဏနားလိုက်တယ်အဲ့ဒီအချိန်မှာ TV ကအတန်ထွက်လာခဲ့တယ်အရေးပေါ်သတိပေးချက်ယခုဒေတာတွင်ရည်ရွယ်ချက်ရှိလူနာကျင်စေမှုဖြစ်စဉ်များပြားဖြစ်ပွားနေပါသည်ကျွန်ုပ်တို့မျိုးရဲ့တချို့နေရာတွေမှာအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားနေပါတယ်သက်ဆိုင်ရာဌာနများကဝင်ရောက်ကင်တွယ်နေပြီဖြစ်လို့မိဘပြည်သူများအနေဖြင့်ထိတ်လန့်ခြင်းမရှိဘဲမိမိကိုယ်ကိုကာကွယ်မှုများပြုလုပ်ကြပါရန်ကျွန်တော်တစ်ချက်လှမ်းကြည့်လိုက်မိတယ်ဒါဟာပုံမှန်လုံခြုံရေးသတင်းတစ်ခုပဲလို့ထင်နေတော့မယ်စိတ်ထဲမှာလည်းပို့ရမယ့် order အကြောင်းပဲတွေးနေမိတယ်ဒါပေမဲ့ကျွန်တော်တကူလုံးတောင်းတင်းသွားခဲ့တယ်သတင်းပေါက်အပြင်ဘက်ကမူလကစီကားနေတဲ့လမ်းမကြီးဟာချက်ချင်းဆိုသလိုအလွန်မင်းရုပ်ရုပ်တဲတဲဖြစ်သွားတယ်လူအုပ်ကြီးကအရက်ရက်ကိုထွက်ပြေးနေကြတယ်တခုခုကိုကြောက်လန့်တကြားပုံရှောင်နေကြတယ်လို့ပဲဘာတွေဖြစ်နေတာလဲကောင်းကောင်းမွန်မွန်ရှိနေတဲ့လူတွေကဘာလို့ရုတ်တရက်ယူယူမူမူပြေးနေကြတာလဲရုတ်တရက်လူတစ်ယောက်လဲကျသွားပြီးနောက်လူတစ်ယောက်ကသူ့လေပင်ကိုငုံကိုက်လိုက်တယ်တွေးတွေအရှိန်ဟုန်နဲ့ပန်းထွက်လာပြီးအကိုက်ခံရတဲ့လူကနှစ်ချက်လောက်တုံရင်သွားပြီးနောက်လှုပ်ရှားမှုမရှိတော့ဘူးဒါပေမဲ့ထိုလူသက်သမားရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ပုံစံကတော့အလွန်မင်းထိတ်လန့်စရာကောင်းလာတယ်ကျွန်တော်တယောက်လုံးကြောင်အန်းသွားခဲ့တယ်အုံနောက်တစ်ခုလုံးရှုပ်ထွေးသွားပြီးစိတ်ကိုပြန်မဆုစည်းနိုင်သေးခင်မှာပဲရုတ်တရက်ပောက်ကွဲတန်အကျဲကြီးတစ်ခုထွက်ပေါ်လာတယ်အဲ့ဒီပောက်ကွဲတန်ကကျွန်တော်ကိုလက်တွေကဘာနဲ့ပြန်ခေါ်လာခဲ့တယ်ပောက်ကွဲမှုကြောင့်မြေကြီးပါပြင်းပြင်းထန်ထန်တုန်ခါသွားပြီးဆိုင်ထဲမှာလည်းရုပ်ရုပ်တဲတဲတွေဖြစ်ကုန်တယ်ဆိုင်ရှင်ကကောင်တာနောက်မှာထိုင်ပြီးတကူလုံးပြင်းပြင်းထန်ထန်တုန်ရင်နေတယ်အပြင်မှာဘာတွေဖြစ်ကုန်တာလဲဒုက္ခပါပဲဒါကတကယ်ကိုကြောက်စရာကောင်းလို့နဲ့ကျွန်တော်ကောင်တာရဲ့အနာဆုံးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားမိတယ်ခုနကမြင်ကွင်းကြောင့်ထိတ်လန့်ပြီးစကားတော့မပြောနိုင်တော့ဘူးအဲ့ဒီအချိန်မှာ TV ကသတင်းတန်ကနောက်တစ်ချိန်ထွက်ပေါ်လာပြန်တယ်အရေးပေါ်ထပ်ဆင့်သတင်းမျိုးရင်းနေရအများပြားတွင်အစုလိုက်ပြုံလိုက်အကြမ်းဖက်မှုများဖြစ်ပွားနေပါသည်ကျူးလွန်သူများသည်မိမိကိုယ်ကိုသိစိတ်မရှိဘဲအလွန်မင်းရန်လိုတိုက်ခိုက်နေကြပါသည် TV ကအတန်ကရုတ်တရက်ရက်တန့်သွားတယ်အခြေအနေတကယ်မဟန်တော့ဘူးဆိုတာကျွန်တော်သိလိုက်ပြီပောက်ကွဲမှုကြောင့်ပျက်စီးသွားတဲ့ဆိုင်ကိုကြည့်ရင်ခုနကလမ်းပေါ်မှာလူကိုကိုက်စားနေတဲ့မိစ္ဆာကောင်တွေကိုပြန်တွေးမိပြီးကြောက်လန့်နေတဲ့ဆိုင်ရှင်ကိုဖြောင်းဖြပြီးခေါ်သွားဖို့တွေးလိုက်တယ်ကျွန်တော်နဲ့အတူလိုက်ခဲ့ပါဒီမှာဆက်နေလို့မရတော့ဘူးမြန်မြန်သွားကြစို့ဒါပေမဲ့ဆိုင်ရှင်ကတော့ကြောက်လန့်ပြီးစိတ်လွတ်နေပြီတုံတုံရင်ရင်နဲ့ပဲညှင်းဆန်နေခဲ့တယ်ကျွန်တော်လည်းတယောက်တည်းပဲထွက်လာခဲ့ရတော့တယ်ဆိုင်တကားကြီးကိုတွန်းဖွင့်လိုက်တာနဲ့အော်ဟစ်တန်တွေနဲ့အတူရန်ငွေတွေကမျက်နှာစီတိုးဝေးလာခဲ့တယ်ကျွန်တော်ဆိုင်ကယ်ရှိရာစီအတင်းပြေးသွားပြီးလက်တွေတုံရင်လုံးလို့ဆိုင်ကယ်လက်ကင်ကိုတော့ကောင်းကောင်းမကင်နိုင်ဘူးလီဘာကိုအရင်ဆုံးအပြည့်ညစ်လိုက်တော့ဆိုင်ကယ်ကဝုန်းကနေထွက်သွားခဲ့တယ်ကိုမရက်မနာတတိပေးနေမိတယ်ရဲလို့မဖြစ်ဘူးရှေ့ကိုပဲဆက်သွားရမယ်ကူးဆက်ခံထားရတဲ့သူတွေနဲ့ရိုင်းနေနေတဲ့အရေးတွေကိုရှောင်ကွင်းရင်လမ်းဘေးအကာအရံတွေကိုပါအကြိမ်ကြိမ်တိုက်မိမလို့ဖြစ်ခဲ့တယ်ဒါပေမဲ့ဘာကြောင့်မှမသိအုံနောက်ထဲမှာအတွေးတစ်ခုပဲရှိတော့တယ်အိမ်ပြန်ရမယ်ကံကောင်းတာကကျွန်တော်ငားနေတဲ့အိမ်နဲ့တိတ်မဝေးဘူးတလန်းလုံးအန်ရီရီကြားကဖြတ်ကျော်ပြီးမကြခင်မှာပဲလမ်းထိပ်ကိုရောက်လာခဲ့တယ်ဘရိတ်ကိုအမြန်ဆွဲပြီးဆိုင်ကယ်ကိုအရှိန်တက်လိုက်တယ်ဒါပေမဲ့နောက်ထပ်မြင်လိုက်ရတဲ့မြင်ကွင်းကကျွန်တော်ကိုမိုးကြိုးပစ်ခံလိုက်ရတယ်လို့ဖြစ်သွားစေခဲ့တယ်လူအုပ်ကြီးကလမ်းထဲကနေအလူရက်ပြေးထွက်လာကြတာကိုမြင်လိုက်ရတယ်လူတွေတယောက်ပြီးတယောက်လဲကျကုန်ပြီးခြေကုံလက်ပန်းကျစွာနဲ့ပြန်ထပြေးနေကြတယ်သူတို့မျက်နှာပေါ်မှာအကြောက်တရားတွေနဲ့ပြည့်နေလို့ကျွန်တော်အုံနောက်တစ်ခုလုံးစွန့်သွားခဲ့ရတယ်ဗီဇအရာပဲဆိုင်ကယ်ကိုပစ်ချပြီးထွက်ပြေးနေတဲ့လူအုပ်ထဲကိုတိုးဝင်လိုက်မိတယ်အဲ့ဒီအချိန်မှာပဲလူတယောက်အပတ်ခံလိုက်ရတာကိုလှမ်းမြင်လိုက်တယ်သူ့ခန္ဓာကိုယ်ကစုပ်ဖြဲခံလိုက်ရတာကိုမြင်လိုက်ရတဲ့အခါရေခဲရေတပုံးနဲ့အလောင်းခံလိုက်ရတယ်လို့မျိုးတကူလုံးကြက်တီးတွေထသွားခဲ့တယ်ထွက်ပြေးနေတဲ့လူအုပ်ကြီးကိုကြည့်ပြီးဘာကူမှထက်မစင်စားတော့ပဲတက်ရှိတွေရဲ့ဗီဇအတိုင်းပဲဒီလူအုပ်ကြီးနဲ့အတူအသက်လူပြီးလိုက်ပြီးတော့တာပေါ့လမ်းတွေကတော့ရှုပ်ပွားနေပြီကံကောင်းထောက်မစွာနဲ့ပဲအနီးနားကပါဆယ်ဂိတ်တစ်ခုကတကားဖွင့်ထားလုံးပဲဒါပေမဲ့ဂိတ်ပိုင်ရှင်ကတန်တကားကိုဆွဲချဖို့ပြင်နေပြီအကိုကြီးကျေးဇူးပြုပြီးတကားမပိတ်ပါနဲ့ဦးနောက်ဆုံးစက္ကန့်ပိုင်းလိုမှပဲကျွန်တော်အတင်းတိုးဝင်နိုင်ခဲ့တယ်သူကတန်တကားကိုချက်ချင်းဝုန်းကားနဲ့ဆွဲချလိုက်ပြီးတစ်တာအလေးကြီးတချို့ကိုပါတဲလာပြီးတကားကိုပိတ်ဆို့လိုက်တယ်ကျွန်တော်နဲ့ဂိတ်ပိုင်ရှင်လည်းကျမ်းပြင်ပေါ်ပုံရသားလဲကြပြီးအမောတကောအသက်ရှူနေမိတယ်အပြင်မှာအဲ့ဒါဘာကောင်းတွေလဲကျွန်တော်လည်းသူ့မိကုန်းကိုမဖြေနိုင်ခဲ့ဘူးဘာလို့လဲဆိုတော့အပြင်မှာဘာတွေဖြစ်နေမှန်းကျွန်တော်ကိုယ်တိုင်လည်းတေချာမသိလို့ပဲဖုန်းကိုအမြန်ထုတ်လိုက်မိတယ်ဒီလိုကိစ္စအကြီးကြီးဆိုရင်သတင်းထဲမှာတေချာပေါက်ပါမှာပဲလို့တွေးပြီးတော့ပေါ့သတင်းကောင်းစီတစ်ခုကချက်ချင်းမျက်စိထဲဝင်လာတယ်အရေးပေါ်သတိပေးချက်ကျွန်ုပ်တို့မျိုးတွေမသိရသေးသော virus တစ်မျိုးပြန့်နှံ့နေပါသည်ကူးစက်ခံရသူများသည်တိစိတ်လုကအလွန်မင်းရန်လိုတတ်ပါသည်တွေးမှတဆင်ကူးစက်နိုင်သည်ဟုယူဆရပါသည်ကျွန်တော်မျက်စမ်းတွေကျုံသွားပြီးတကူလုံးအေးဆက်သွားတယ်လို့ခံစားလိုက်ရတယ်ဂိတ်ပိုင်ရှင်လည်းလာကြည့်ပြီးသူ့မျက်နှာတစ်ခုလုံးဖြူရောသွားခဲ့တယ်သူ့နှာခမ်းတွေတုံရင်းနေပေမဲ့အတန်တော့ထွက်မလာဘူးကျွန်တော်တွေကမိဘတွေကိုတတိယပြီးဖုန်းဆက်လိုက်တယ်သူတို့ကနေမှာလူနေပြီးလူတွေလည်းအစုဖွဲ့နေမှုလောလောဆယ်ဘေးကင်းတယ်လို့ပြောတယ်ကျွန်တော်လည်းကိုယ့်အခြေအနေကိုပြောပြပြီးသူတို့ကိုစိတ်အေးစေခဲ့ရတယ်ဖုန်းချပြီးနောက်ဂိတ်ပိုင်ရှင်လည်းသူ့ဇနီးစီဖုန်းဆက်ပြီးဆိုတာတွေ့လိုက်ရတယ်သူကတပ်ပြင်းအရှိကြီးတစ်ချက်ချလိုက်ပေမဲ့တင်းမာနေတဲ့စိတ်ကတော့ရောမသွားသေးဘူးအဲ့ဒီအချိန်မှာပဲထိုးဖောက်ဝင်ရောက်လာတဲ့အနံ့ဆိုးတွေတကားကြားကနေတိုးဝင်လာခဲ့တယ်ကျွန်တော်တို့နှစ်ယောက်စလုံးချက်ချင်းပဲအသက်ရှူချက်ပြီးမျက်ရည်တွေပါထွက်လာခဲ့ရတယ်ဒီနေရာမှာဆက်နေလို့မဖြစ်တော့ဘူးလုံးဝထွက်သွားမှရမယ်ဂိတ်ပိုင်ရှင်ရဲ့အတွေးကလည်းကျွန်တော်နဲ့ထပ်တူပဲသူကားတစ်စီးရှိတယ်လို့ပြောတယ်ဒါပေမဲ့မထွက်ခွာခင်မှာအသုံးဝင်မဲ့ပစ္စည်းမှန်သမျှကိုအတက်နိုင်ဆုံးရှာဖွေစုဆောင်းဖို့ဆုံးဖြတ်လိုက်ကြတယ်ဂိတ်ထဲမှာတောင်လိုပုံနေတဲ့ပါဆယ်ထုတ်တွေဟာအခုချိန်မှာတော့ကျွန်တော်တို့ရဲ့တခုလေးသောရိတ်ခါအရင်မြင့်ဖြစ်လာခဲ့ပြီးဒီခံစားချက်ကကန်ဆန်းမဲနိုင်နေရတယ်လို့ပဲဂိတ်တစ်ခုလုံးကိုပြောင်းဆန်အောင်မှွေနှောက်ပြီးပါဆယ်တစ်တာတစ်ခုမှမကြံလိုက်ဖောက်တော့တာပေါ့အနံ့ဆိုးတွေကိုလည်းဂယုမဆိုင်နိုင်တော့ပဲလက်လန်းမိသမျှအကုန်ဖောက်တယ်အဝိစားတွေစက်ကူဘူးတွေအယုတ်တွေကအစကံကောင်းကျင်တော့အသုံးဝင်မဲ့ကော်ပြားသေးနှစ်ချောင်းလဲတွေ့ခဲ့တယ်ရှာတွေသမျှရင်းနဲ့စားစရာတွေကိုကြောပိုးအိတ်ထဲအတင်းထိုးထည့်လိုက်ပြီးယူဆောင်သွားလို့ရသမျှအကုန်ယူခဲ့ကြတယ်အစင်သစ်ဖြစ်ပြီဆိုရင်တော့ထွက်ခွာဖို့အချိန်တန်ပြီး
ဒါပေမဲ့တကားအပြင်ဘက်မှာကျွန်တော်တို့ကိုစောင့်ကြည့်နေတာကတော့ပုံမကြီးမားတဲ့အန္တရာယ်တွေပဲဖြစ်လိမ့်မယ်